ထုတ်ကုန်တိုင်းကပြောပြနေတဲ့အကြောင်းအရာနဲ့ချိတ်ဆက်မှုတွေကြောင့်လဲပတ်နေတဲ့ကဘာကြီးမှာကျမတို့ဟာရောင်းလိုအားနဲ့ဝယ်လိုအားရဲ့လမ်းဆုံးမှာရပ်တည်နေကြပါတယ်။မျိုးနိုင်နိုင် Group of Company Limited ဟာတိကျမှတ်ကန်မှုနဲ့ထိရောက်မှုရှိသောထိပ်တန်းဖြန့်ဖြူးရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။မျိုးနိုင်နိုင် Group of Company ကြီးကို2000ခုနှစ်မှာဒါရိုက်တာဦးမျိုးမြင့်မှစတင်တည်ထောင်ခဲ့ပြီးဆောက်လုပ်ရေးလုပ်ငန်းများရဲ့အသက်သွေးကြောဖြစ်ပြီးအရေးအသွေးအထူးကောင်းမွန်သောဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုးကိုလိုအပ်သည့်စံနှုန်းများအတိုင်းဈေးကွက်ထဲသို့ဈေးနှုန်းနှင့်အရေးအသွေးပြည့်မီစွာထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။နှစ်ပေါင်း23နှစ်ကျော်သည့်တိုင်အောင်မြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့မြို့နယ်ပေါင်း324မြို့နယ်နဲ့စိုက်မောင်း2000ကျော်ကိုဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။မျိုးနိုင်နိုင် Group of Company ကြီးသည်ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်ရေးနှင့်သက်ဆိုင်သည့်နေပယ်အရရမှာအများလေးစားအသိမှတ်ပြုခြင်းခံရသည့်လုပ်ငန်းစုကြီးအဖြစ်ယနေ့အထိရည်တည်လျက်ရှိပါတယ်။ကျမတို့လုပ်ငန်းစုကြီးရဲ့ကိုယ်ပဲလူကတော့ရေသွေးပြည့်မီတဲ့ကုန်ပစ္စည်းတွေကိုကျမတို့ရဲ့မိဟောင်းမိဖက်လုပ်ငန်းရှင်ကုန်သည်ကြီးများထံသို့အစဉ်ဆက်မပြတ်ဖြည့်ဆည်းပေးပြီးလုပ်ငန်းရှင်များနဲ့ကျမတို့ရဲ့ဆက်ဆံရေးကိုအားကောင်းစေမယ့်မန်တိုင်းတစ်ခုဖြင့်ဆက်လက်တည်ရှိနေမှာပဲဖြစ်ပါတယ်။ယုံကြည်အားကိုးရသောမိဖက်များအဖြစ်နိုင်ငံတကာမှကုမ္ပဏီများသာမကပြည်တွင်းမှာရှိတဲ့ကုမ္ပဏီများနှင့်လည်းခိုင်မာသည့်ရင်းနှီးသောဆက်ဆံရေးဖြင့်အတူတကွလက်တွဲလှုပ်ဆောင်နေပါတယ်။စက်မှုလုပ်ငန်းများအလင်းအမြန်ပြောင်းလဲတိုးတက်လာမှုနဲ့အတူနိုင်ငံတကာနဲ့ရှင်ပေါင်းတန်းနိုင်ရန်အတွက်နေပယ်ပေါင်းဆောင်ကကျွမ်းကျင်လုပ်သားများရဲ့ထိရောက်ထက်မြက်သောအရေးချင်းများကိုစုပေါင်းစွမ်းအားသစ်တရက်အဖြစ်ခိုင်မာစွာစုစည်းပြီးအရေးအသွေးမြင့်ထုတ်ကုန်များအဖြစ်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုတည်ဆောက်ရာမှာပူးပေါင်းကူညီဆောင်ရွက်သွားရန်ရည်မှန်းထားပါတယ်။မျိုးနိုင်နိုင် Group of Company Limited ကိုအုပ်ချုပ်မှုဒါရိုက်တာဦးမျိုးမြင့်နှင့်ဒါရိုက်တာဒေါ်တန်နာဝင်းတို့၏ကျွမ်းကျင်သောစီမံခန့်ခွဲမှုလက်အောက်မှာဝန်ထမ်းပေါင်း200ကျော်နဲ့လုပ်ငန်းများလေပတ်လုပ်ကိုင်ရရှိပါတယ်။သက်ဆိုင်ရာဌာနအသီးသီးမှရှိတဲ့ဝန်ထမ်းများရဲ့တဦးချင်းကျွမ်းကျင်မှုအရေးချင်းများကိုပေါင်းစပ်၍အဖွဲ့အစည်းစိတ်သက်ဖြင့်စနစ်တကျလုပ်ကိုင်ရရှိပါတယ်။မျိုးနိုင်နိုင် Group of Company ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းစုကြီးမှာစွမ်းဆောင်ရည်ပြည့်ဝသောဆောက်လုပ်ရေးဆိုင်ရာဝန်ထမ်းများနဲ့လေပတ်လုပ်ကိုင်နေတဲ့လုပ်ငန်းစုကြီးဖြစ်တာကြောင့်လုပ်ငန်းများတိုးချဲ့လာမှုနဲ့အတူသက်ဆိုင်ရာဌာနများအလိုက်ကျွမ်းကျင်သောလုပ်သားအင်အားသစ်များအတွက်အလုပ်ကိုင်ခွင့်လန်းများဖော်ဆောင်ပေးလျက်ရှိပါတယ်။မျိုးနိုင်နိုင် Group of Companies Limited ဟာဆိုရင်နိုင်ငံတကာအဆင့်မီအရေးအသွေးကောင်းမွန်သောအိမ်ဆောက်တန်တဲ့ပစ္စည်းများ၊ဘီလက်မြေများနဲ့ဆောက်လုပ်ရေးပစ္စည်းများကိုကိုရီးယား၊တရုတ်၊အိန္ဒိယ၊ထိုင်း၊ဗီယက်နမ်၊မလေးရှားစတဲ့နိုင်ငံများမှတင်သွင်းပြီးတင်မျှတသောဈေးနှုန်းကောင်းမွန်သောဝန်ဆောင်မှုများနဲ့ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။အခြေခံအုတ်မြစ်ဟာဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံးရဲ့ခိုင်မာမှုစီးစပ်တည်ကြမှုနဲ့အရေးအသွေးမြင့်မားမှုကိုထိန်းထားနိုင်တဲ့မရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးဆောက်လုပ်ရေးရဲ့ရေရှည်အောင်မြင်မှုနဲ့ဘေးကင်းမှုတို့ကိုအပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။အဆောက်အဦရဲ့အသက်သွေးကြောဟာအရေးအသွေးမြင့်မားတဲ့အခြေခံအုတ်မြစ်ဖြစ်တာကြောင့်မျိုးနိုင်နိုင် Group of Companies Limited မှတင်သွင်းရောင်းချသောဆောက်လုပ်ရေးကုန်ပစ္စည်းအမျိုးအစားတိုင်းမှာသတ်မှတ်ထားသောစံချိန်စံညွှန်းများပြည့်မီတာကြောင့်သုံးစွဲသူဖောက်သည်ကြီးများအတွက်ယုံကြည်စိတ်ချမှုကိုအပြည့်အဝရရှိနိုင်မှာပဲဖြစ်ပါတယ်။ပြည်ပနိုင်ငံမှတိုက်ရိုက်တင်သွင်းတဲ့
အရေးအသွေးမြင့်ဆောက်လုပ်ရေးပစ္စည်းများကိုကန်ထရိုက်တာကြီးများနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ကိုပိုင်အိမ်ဆောက်လုပ်သူများအတွက်ဈေးနှုန်းချိုသာစွာနဲ့ဖြန့်ဖြူးရောင်းချပေးရရှိပါတယ်။မြန်မာနိုင်ငံအနှံ့ပြားသို့ဖြန့်ဖြူးပေးရန်ဝန်ထမ်းအင်အား100ခန့်နဲ့တာဝန်ယူလက်ပတ်လျက်ရှိပြီးသက်ဆိုင်ရာဌာနအသီးသီးမှလည်းဝန်ထမ်းအင်အား250ကျော်နဲ့မြန်မာနိုင်ငံတဝန်းလုံးမှာဖြန့်ကျက်လုပ်ကိုင်ရရှိပါတယ်။မြန်မာနိုင်ငံတဝန်းရှိဒေသအသီးသီးမှာလက်လီလက်ကားဝယ်ယူသူများနဲ့သုံးစွဲသူဖောက်သည်ကြီးများအတွက်လည်းကုန်းလန်းရေလန်းတို့နဲ့မှာယူတဲ့နေရာသို့အရောက်ပို့ဆောင်ပေးရုံသာမကဒေါ်တူဒေါ်စနစ်နဲ့လည်းလုပ်ငန်းခွင်သို့အရောက်ပို့ဆောင်ပေးတာကလည်းနိုင်ရဲ့အဓိကဝန်ဆောင်မှုပဲဖြစ်ပါတယ်။ဖြန့်ဖြူးရောင်းဝယ်ရေးလို့ဆိုလိုက်တာနဲ့ယုံကြည်စိတ်ချရသောမိဖက်အဖြစ်ကမ္ဘာဈေးကွက်များကိုတည်ကြမှုခိုင်မာမှုစမ်းသစ်တည်ထွင်မှုနဲ့အတူကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုရဲ့အနာဂတ်ကိုမျိုးနိုင် Group of Companies Limited မှပုံဖော်နေပါတယ်။ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုးနဲ့ဈေးနှုန်းများအတွက်စိတ်ချမ်းသာစေမှာနိုင်မှာ